မင်္ဂလာပါရှင်ဒါကတော့တိုက်ကြီးမျိုးရှမ်းစုရက်ွယ်အောင်မင်္ဂလာတဲ့က3ပြီး3ခါဝေးထက်3ပြီးတော့မဟုတ်ဘူးနော်3ခါဝေးထွက်ထားတဲ့အကွက်လေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်ဒါကတော့ဝင်လာတဲ့လမ်းလေးပါဒီမှာပတ်ဝန်းကျင်အနေထားလေးကိုပြပါမယ်နော်ပတ်ဝန်းကျင်မှာလည်းအကုန်လုံးအိမ်ကြီးအိမ်ကောင်းတွေပဲရှိပါတယ်ရှင်ကားကြီးကားသေးအကုန်ဝင်လို့ရပါတယ်နော်ဒီမှာမေးတိုင်ကြီးဒီမှာပါဒီချန်လေးပါဒီဘက်ကတော့မျက်နှာ60ပွင့်ပါတယ်ရှင်သူကတောင်းခွက်ဖြစ်တဲ့အတွက်ဒီဘက်အရှိကိုတော့မျက်နှာ60ပွင့်ပြီးတော့ဟိုဘက်ကတော့မျက်နှာ40ပဲပွင့်ထားပါမယ်ဒါကို3800ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်အဲ့ဒီအနောက်ကအကွက်တွေကတော့40 60ပေါ့နော်ဟိုမှာနှမ်းမြင့်နေရတဲ့အကွက်အားလုံးပေါင်း10ကွက်ရှိပါတယ်ရှင်ဒီခေါင်ကွက်ကိုတော့3800ညှိနှိုင်းနဲ့ရောင်းချပေးဟိုအနောက်ကအကွက်လေးတွေကတော့ဒီကောင်ကွက်ကိုတော့800ညှိနှိုင်းနဲ့ရောင်းချပေးပြီးဟိုအနောက်ကမြင်နေရတဲ့40 60အကွက်တွေကတော့600ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ရန်ကုန်ပြည်လမ်းမှာရန်နေဒီနေရာရောက်ဆိုလို့ဆိုင်ကယ်နဲ့ဆို3မိနစ်လောက်ပဲဝင်ရပါတယ်ရှင်เนาะဒါမျိုးနဲ့လည်းနီးပါတယ်မျိုးလေကောင်တက်တဲ့ပါပဲရှင်ပြည်လမ်းမှာနေဈေးနီးပေါ့เนาะအကြောင်းလည်းနီးပါတယ်ရှင်ဒါတော့3ခါဝေးကြထားပြီးသားတဲ့အကွက်တွေဖြစ်ပါတယ်ရှင်ပါခုနကပြတဲ့ဒီမှာထောင်းကွက်ပေါ့เนาะဒီထောင်းကွက်ဒီမှာလမ်းပေ20လမ်းကြီးဖြစ်ပါတယ်ရှင်ဒါပေ20လမ်းကြီးပါဒီမှာပါဒီဘက်ကမျက်နှာ40ပွင့်ပြီးဟိုဘက်က60ပွင့်ပါတယ်ရှင်ဒီတောင်းကွက်ကဒါ3800ညှိနှိုင်းပါ3ခါဝေးကြထားပြီးသားပိုင်ရှင်အမီပေါက်ပါရှင်ဒါနှစ်ပေါင်း30ကျော်40ကျော်40လောက်ရှိတဲ့3ခါဝေးချန်ကြီးကိုပြန်ပြီးပိုင်းအောင်တာပါနော်ဒီမှာ40 60အကွက်ပါဒါလေးကိုတော့3600ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒီမှာပါပေ20လမ်းကြီးပါရှင်ဒီမှာပတ်ဝန်းကျင်အနေထား